ဏ္ဍာရေးစီမံခန့်ခွဲမှုဆိုတာ non-profit အဖွဲ့တွေရည်ရှိတည်တံ့မှုအသက်သွေးကြောပါပဲဒီလိုစီမံရမှာအခြေခံအကျဆုံးအချက်တွေဖြစ်တဲ့ဘတ်ဂျက်ရေးဆွဲခြင်းငွေကြေးစည်းစိမ်မှုစောင့်ကြည့်ခြင်းအတွင်းထိန်းချုပ်မှုစနစ်များစတာတွေကိုဘယ်လိုစီမံမလဲဆိုတာဒီသင်တန်းမှာသင်ကြားရမှာပါအဆင့်မြင့်စီမံခန့်ခွဲမှုမှာတော့ restricted and restricted funds ခွဲခြားနည်းဘဏ္ဍာရေးအန်ဒီရဲ့စီမံခန့်ခွဲမှုရေရှည်တည်တံ့ရေးနည်းဗျူဟာများစတာတွေကိုလေ့လာရမှာပါ CSO Academy ကဖွင့်လှစ်ထားတဲ့ Financial Management for Non-Profits သင်ခန်းစာတွေကိုတက်ရောက်ပြီး Non-Profit လုပ်ငန်းတွေရဲ့ဘဏ္ဍာရေးကိုကျွမ်းကျင်စွာစီမံနိုင်ပါပြီသင်ခန်းစာတွေကိုလေ့လာတဲ့အခါ Pre-assessment, Post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်သလိုသင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးတဲ့ Certificate ကိုပါရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy မှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။